လူငယ်တစုဟာသူတို့အသက်ဆက်ရှင်နိုင်ဖို့အတွက်သူတို့တိတ်ချရပါတယ်ဆိုတဲ့တငယ်ချင်းတွေမိတ်ဆွေတွေမိသားစုဝင်တွေရဲ့အသားကိုစားပြီးအသက်ဆက်ခဲ့ရပါတယ်။ဒါဟာရုပ်ရှင်ဇာတ်လမ်းမဟုတ်ပါဘူး။1982ခုနှစ်နင်းတွေနဲ့ပြည့်နှက်နေတဲ့ Andes တောင်တန်းပေါ်မှာရက်ပေါင်း82ရက်တိုင်အောင်တကယ့်ငရဲခန်းကိုဖျက်ဆီးခဲ့ရတဲ့ Andes လေယာဉ်ပျက်ကျမှုဖြစ်ခဲ့တဲ့ဖြစ်ရမှန်ပဲဖြစ်ပါတယ်။သူတို့ဘာကြောင့်ဒီလိုရက်ဆက်လာတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရတာလဲဆိုတာကိုဒီနေ့ RSN2 Channel လေးကနေပြောပြပေးသွားမှာဖြစ်ပါတယ်။1982ခုနှစ်အောက်တိုဘာလ13ရက်နေ့မှာဥရုဂွေရက်ဘီကစားသမားအသင်းဟာ Flight 571နဲ့ဥရုဂွေကနေချီလီကိုထွက်ခွာလာခဲ့ကြပါတယ်။လေယာဉ်ပေါ်မှာခရီးသည်နဲ့လေယာဉ်ဝန်ထမ်းစုစုပေါင်း45ယောက်ပါဝင်ခဲ့ပြီးအများစုကတော့ Old Christian Rugby အသင်းရဲ့ကစားသမားတွေနဲ့သူတို့ရဲ့မိသားစုဝင်တွေတငယ်ချင်းတွေဖြစ်ကြပါတယ်။အစပိုင်းမှာတော့သူတို့အားလုံးဟာပျော်ရွှင်နေကြပါတယ်။ဒါပေမဲ့ Andes တောင်တန်းအနီးရောက်လာတဲ့ချိန်မှာတော့ရာသီဥတုကရုတ်တရက်ဆိုးရွားလာပါတော့တယ်။တိမ်ထူထပ်မှုကြောင့်လေယာဉ်မှုတွေဟာသူတို့ဘယ်နေရာရောက်နေပြီလဲဆိုတာမှားရင်တွက်ချက်ခဲ့မိပါတယ်။စက္ကန့်အနည်းငယ်အကြာမှာတော့လေယာဉ်ဟာ Andes တောင်ထိပ်ကိုတိုက်မိသွားခဲ့ပါတယ်။ပထမဆုံးလေယာဉ်အမီးဟာပြုတ်ထွက်သွားခဲ့ပါတယ်။ပြီးတော့တောင်ပံနှစ်ဖက်လုံးကွဲထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ကြံခဲ့တဲ့လေယာဉ်ခန္ဓာကိုယ်ကနင်းပင်ပေါ်မှာအရှိန်ပြင်းစွာရှော့ကျသွားခဲ့ပါတယ်။လေယာဉ်ပြတ်ကျတဲ့အရှိန်ကြောင့်လူတချို့ချက်ချင်းသေဆုံးသွားခဲ့ပြီးအသက်ရှင်ကျန်ရစ်သူတွေဟာပေ1000ကျော်မြင့်တဲ့နင်းနောင်ပြင်ကျယ်ကြီးထဲမှာလေရင်ကိုယ်ထဲအပြက်အစည်းကိုပဲအမိုးအကာလုတ်ပြီးနေခဲ့ရပါတယ်။သူတို့ပတ်ဝန်းကျင်မှာမြင်ရသမျှဟာနင်းနဲ့ရေခဲတွေပါပဲ။တပြင်းလည်းမရှိဘူး၊တရိတ်ဆန်တွေလည်းမရှိဘူး၊လူနေအိမ်လည်းမရှိဘူး။ကဘာကြီးရဲ့အဆုံးသက်တစ်ခုလိုပါပဲ။အစပိုင်းမှာတော့ကယ်ဆယ်ရေးအဖွဲ့တွေလာမယ်လို့သူတို့ယုံကြည်ခဲ့ကြပါတယ်။ဒါပေမဲ့ရက်တွေကြာလာတာနဲ့အမျှလေရင်ပေါ်မှာပါလာတဲ့ချောကလက်အနှဲငယ်နဲ့ဝိုင်းတွေကတဖြည်းဖြည်းကုန်သွားခဲ့ပါတယ်။ပြတ်ကြပြီး17ရက်မြောက်နေ့မှာတော့ရေဒီယိုအစုပ်လေးကနေသတင်းတစ်ခုကြားလိုက်ရပါတယ်။အဲ့ဒါကတော့သူတို့ကိုရှာမတွေ့တော့လို့ကယ်ဆယ်ရေးလုပ်ငန်းတွေကိုရက်ဆိုင်လိုက်ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာမှသူတို့အားလုံးဟာနားလည်သွားခဲ့ကြပါတယ်။ဘယ်သူမှလာခဲ့တော့မှမဟုတ်ဘူး။အသက်ရှင်ချင်းကိုယ့်ဘာသာရှင်နိုင်ရမယ်။ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိနေတယ်။စားစရာလုံးဝမရှိတော့ပါဘူး။နောက်ဆုံးမှာတော့သူတို့ဟာလူတော်များများလုံးဝမသွေးဝင်းတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ရပါတယ်။အဲ့ဒီဆုံးဖြတ်ချက်ကတော့တည်ဆုံးသွားတဲ့တငယ်ချင်းတွေရဲ့ခန္ဓာကိုယ်ကိုအစားအစာဖြစ်သုံးဆောင်ဖို့ပါပဲ။ဒီဆုံးဖြတ်ချက်ဟာသူတို့အတွက်တကယ်ကိုမလွယ်ကူခဲ့ပါဘူး။ဒါပေမဲ့မစားရင်သေမယ်။စားရင်အသက်ရှင်မယ်ရွေးချယ်စရာဒီတစ်ခုပဲရှိခဲ့ပါတယ်။သူတို့အားလုံးဟာဘာသာရေးကိုင်းဆိုင်သူတွေဖြစ်လို့စိတ်ပိုင်းဆိုင်ရာအရာအလွန်ထိခိုက်နာကျင်ခဲ့ကြပါတယ်။ဒါပေမဲ့သူတို့အားလုံးဟာအကယ်၍ငါသေတော့ခဲ့ရင်မင်းတို့အသက်ရှင်မှုအတွက်ငါခန္ဓာကိုသုံးဆောင်ပြီးအသက်ရှင်ပါဆိုပြီးအချင်းချင်းသဘောတူခွင့်ပြုရင်အသက်ရှင်တန်လို့စိတ်တစ်ခုတည်းနဲ့ဒီခါတီးတဲ့ဆုံးဖြတ်ချက်ကိုခက်ခဲစွာသဘောတူလက်ခံခဲ့ကြပါတယ်။တညမှာကြီးမားတဲ့နင်းပြိုကျမှုဖြစ်ပွားပြီးအသက်ရှင်သူအများအပြားထပ်မံတည်ဆုံးသွားခဲ့ပါတယ်။ကြံခဲ့တဲ့သူတွေကရေခဲတွေအောက်မှာပိတ်မိနေခဲ့ကြရပါတယ်။ဒါပေမဲ့သူတို့လုံးဝလက်မလျှော့ခဲ့ပါဘူး။ဒီအတိုင်းထိုင်ဆောင်နေရင်အားလုံးတည်သွားမယ်ဆိုတာသိတဲ့အတွက်နန်ဒိုပရာဒိုနဲ့ရိုဘတ်တိုကနဆာဆိုတဲ့လူငယ်နှစ်ဦးဟာအသက်အန္တရာယ်ကိုရင်းပြီး Andes တောင်တန်းကြီးကိုခြေလင်ကျော်ဖြတ်ပြီးအကူအညီရှာဖို့ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။သူတို့မှာတောင်တက်ကိရိယာတွေလည်းမရှိသလိုအောက်ဆီဂျင်လည်းမလုံလောက်ပါဘူး။သူတို့နှစ်ယောက်ဟာမတ်ဆောက်တဲ့နင်းတောင်ကြီးတွေကိုအသက်နဲ့ရင်းပြီး10ရက်တိုင်တိုင်လမ်းလျှောက်ခဲ့ကြပါတယ်။ရက်ပေါင်း82ရက်မြောက်နေ့မှာတော့သူတို့ဟာမြစ်တစင်းနဲ့မြစ်တစ်ဖက်ကမ်းကချီလီနိုင်ငံသားမင်းစီးသမားတယောက်ကိုလမ်းမြင်ရပြီးအကူအညီတောင်းခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့အသက်ရှင်သေးကြောင်းအာဏာပိုင်တွေစီသတင်းပါခဲ့ပြီးနောက်ဆုံးမှာတော့ကယ်ဆယ်ရေးရဟတ်ယာဉ်တွေကိုခ
ခေါ်ဆောင်နိုင်ခဲ့ပါတယ်ဒီဇင်ဘာ23ရက်နေ့မှာတော့အသက်ရှင်ကျန်ရစ်သူ16ယောက်လုံးကိုကယ်တင်နိုင်ခဲ့ပါတယ်နောက်ဆုံးမှာတော့လေယာဉ်ပေါ်မှာပါလာတဲ့45ယောက်ထဲက16ယောက်ပဲအသက်ရှင်နဲ့အိမ်ပြန်နိုင်ခဲ့ကြပါတယ်ဒီဖြစ်ရဟာကမ္ဘာသမိုင်းမှာလူတွေရဲ့အသက်ရှင်တဲ့လူချင်းစိတ်ဘလောက်တောင်ပြင်းပြတယ်လဲဆိုတာကိုပြသခဲ့တဲ့အထင်ရှားဆုံးသမိုင်းမှတ်တမ်းတစ်ခုဖြစ်လာခဲ့ပါတယ်လုံးဝမဖြစ်နိုင်တော့ဘူးလို့ထင်ရတဲ့အခြေအနေဆိုးကြီးတွေကနေခိုင်မာတဲ့စိတ်ဓာတ်တွေကြောင့်သူတို့အိမ်ပြန်နိုင်ခဲ့တာပါဘဝမှာဘလောက်ပဲခက်ခဲတဲ့အခက်ခဲတွေနဲ့ရင်ဆိုင်ပါစေမျောလင်းချက်ကိုနောက်ဆုံးအချိန်ထိစောက်ကင်ထားဖို့ဒီအန်နီစတောင်တန်းကအံ့ဖွယ်ဖြစ်ရကတက်တည်ပြနေပါတယ်မိတ်ဆွေရရောအဲ့ဒီနေရာမှာဆိုရင်သူတို့လိုဆုံးဖြတ်ချက်မျိုးမိတ်ဆွေချနိုင်မယ်လို့ထင်ပါသလားဒီလိုမျိုးဖြစ်ရမှန်တမိုင်းအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးတော့မှာမို့လို့ကျွန်တော်ရဲ့ RSN Tour Channel လေးကို like and follow လုပ်ခဲ့လို့ရပါတယ်အဆုံးထိနားထောင်ပေးလို့ကျေးဇူးကပါစားရော